န္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မှာခင်မွန်းဖြစ်သူကိုတပ်ဖြတ်ဖို့အတွက်စေခိုင်းခဲ့တဲ့ဇနီးတဲ့နဲ့ပူပေါင်းလောက်ကျန်သူလင်ငယ်တို့ကိုဖမ်းဆီးရမိမန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မှာတရားဝင်လင်းကြီးဖြစ်သူကိုတပ်ဖြတ်ပေးဖို့အတွက်လင်ငယ်ဖြစ်သူကိုတာဝန်ပေးခဲ့တဲ့အမျိုးသမီးနဲ့ချစ်သူအလိုကျတပ်ဖြတ်ပေးခဲ့တဲ့လင်ငယ်ဖြစ်သူအမျိုးသားတို့ကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်ဖြစ်စဉ်မှာပြီးခဲ့တဲ့ဧပြီလ29ရက်နေ့မနက်7:00နာရီမှာမဟာအောင်မြေမြို့နယ်စိန်ပန်းရပ်ကွက်38လမ်းနဲ့38လမ်းကျောင်းတင်ကစားပတ်လန်းအနောက်ရှိ Happy Light လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူဦးအောင်နေမျိုးအသက်50နှစ်ဟာလက်ဖက်ရည်ဆိုင်အိတ်ခမ်းအတွင်းကြီးစံထိမှန်တန်ရာနဲ့အသက်ခံထားရကြောင်း၎င်းရဲ့ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းမှလုံခြုံရေးတပ်ဖွဲ့ထံကိုဖုန်းဆက်အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်အဆိုပါသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်စစ်ဆေးခဲ့ရာဦးအောင်နေမျိုးမှာလက်ဖက်ရည်ဆိုင်အိတ်ခမ်းအတွင်းကရင်ပေါ်မှာရာဘက်နှစ်ထင်မှအကြည့်ဖောက်ဝင်ပြီးဝဲနှစ်ထင်ကြည့်ဖောက်ထက်တန်ရာတစ်ချက်ဝမ်ပိုင်းမှာထိုးသွင်းတန်ရာနှစ်ချက်တို့နဲ့တည်ဆုံနေပြီးအခင်းဖြစ်နေရမှာ Thai Amps 9mm စာတန်းပါကြီးကွန်တစ်ခုသိမ်းဆည်းရရှိခဲ့သဖြင့်ပြစ်မှုကျူးလွန်သူတရားခံကိုဖော်ထုတ်ဖမ်းဆီးရရှိနိုင်ရေးအတွက်အမတ်ခွန်နယ်မြေရဲစခန်းပါဆောက်90/2025ရာဇသက်ကြီးပုံမှန်302ဖြင့်အမှုဖွင့်စုံစမ်းခဲ့တာဖြစ်ပါတယ်အမှုမှပြစ်မှုကျူးလွန်သူတွေကိုအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီးစစ်ဆေးဆောင်ရွက်ခဲ့ရာတည်ဆုံသူရဲ့ဇနီးဒေါ်ရွှေစင်ဝင်းမှာမတင်ကားပွဲအမှုရာပြည့်ရင်းနေခဲ့တာကြောင့်၎င်းအားအသေးစိတ်စစ်ဆေးခဲ့ရမှာခင်မွန်းဖြစ်သူမှာ၎င်းအားအမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အပြင်အတူနေ၎င်း၏ညီကိုမောင်နှမများအားနေအိမ်မှအကြိမ်ကြိမ်မောင်းချခဲ့တာကြောင့်စိတ်နာကြီးကတပ်ဖြတ်ပေးဖို့အတွက်၎င်းကိုယ်တိုင်စေခိုင်းခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့တာလို့သိရပါတယ်ဇနီးဖြစ်သူရဲ့ထွက်ဆိုချက်အရတပ်ဖြတ်ပေးခဲ့သူမှာလွန်ခဲ့သောတစ်နှစ်ကျော်ကTikTokအသုံးပြုရမှ၎င်းနဲ့ချစ်ကြိုက်မိခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးတိရိမင်္ဂလာဈေးအတွင်းမှာကုန်စည်ရောင်းချသူဇော်ဖြိုးအောင်အသက်33နှစ်ဖြစ်သည်ဟုသိရပြီးထို့သောတပ်ဖြတ်ပေးရန်ပြောဆိုခဲ့ရာလင်ငယ်ဖြစ်သူဇော်ဖြိုးအောင်မှာရန်ကုန်မြို့မှမန္တလေးမြို့သို့ဧပြီလ25ရက်နေ့ညနေ6နာရီခန့်မှာရောက်ရှိလာခဲ့ပြီးတဲ့နောက်ဧပြီလ29ရက်နေ့မနက်ပိုင်းမှာတော့ဇော်ဖြိုးအောင်ကဦးအောင်နေမျိုးအိတ်နေတဲ့အခန်းတွင်သို့ဝင်ရောက်ခါတနက်ဖြန်လောက်ကျန်ပစ်ခတ်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးအဆိုပါမျိုးသမီးရဲ့ဝန်ခံချက်အရလူသက်ရာမှအသုံးပြုခဲ့တဲ့ပစ္စတိုတနက်တလက်ကြီးအိမ်2ခု၎င်းကြီး28တောင်းနဲ့စကူပီဆိုင်ကယ်တစ်စီးတို့ကိုအဆိုပါတပ်ပေးသူလင်ငယ်နဲ့တက်ခိုင်းသူအမျိုးသမီးတို့အတူနေထိုင်ရန်ငှားရမ်းထားတဲ့အောင်မြေသာဆန်မြို့နယ်ဒေါနာဘွားရက်ကွက်အုတ်ဆက်ရက်အကွက်73ရှိအဆောင်အခန်းအတွင်းမှာတင်စီရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးလူသက်တရားခံလင်ငယ်ကိုဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာတရားခံဇော်ဖြိုးအောင်မှ၎င်းရဲ့ဇာတိဖြစ်တဲ့အေရီတိုင်းဒေသကြီးမော်ကျွန်းမြို့နယ်တကွန်တိုင်းကျုံဝါကျေးရွာသို့ထွက်ပြေးတိမ်းရှောင်နေကြောင်းထပ်မံစုံစမ်းဖော်ထုတ်သိရှိခဲ့ရတာကြောင့်အေရီတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ပေါင်းဆက်ညှိနှိုင်းပြီးဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာမေလ1ရက်နေ့နံနက်ပိုင်းမှာတကွန်တိုင်းကျုံဝါကျေးရွာမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတော့ခင်မွန်ဖြစ်သူကိုတပ်ဖြတ်ပေးဖို့စေခိုင်းခဲ့တဲ့ဇနီးဖြစ်သူရွှေစင်ဝင်းနဲ့ချစ်သူအလိုကျတပ်ဖြတ်ပေးခဲ့တဲ့လင်ငယ်ဖြစ်သူဇော်ဖြိုးအောင်တို့နှစ်ဦးကိုဥပဒေနဲ့အညီထိရောက်စွာရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်